အဲ့လိုလည်းမစားတော့သူတို့ share လုပ်လိုက်တယ်ပေါ့နော်သူတို့ share လုပ်လိုက်မှာနေကြစီဆိုတော့တီးတဲ့အတိုင်းပဲတစားဟိုဖြစ်တာဆိုဒါပေမဲ့အော်စင်လည်းမချဘူးအော်စင်ကတီရှူလေးနဲ့ထုတ်ထားတယ်ဒါပေမဲ့တချို့လူတွေကတော့ချရင်လည်းချမှာပေါ့နော်ဒါပေမဲ့ချတာတော့မဟုတ်တော့ဘူးပေါ့နော်လို့ကြာသွားတာဖြစ်မယ်အဲ့ဒီအချိန်မှာဒါပေမဲ့အော်စင်ကလည်းစာတင်ပြီးတော့ခါကျတော့ဒီလွယ်အိတ်ထဲမှာထည့်လို့ရတယ်အစင်မပြီးတော့ဒီနောက်ကပါလေစောင်းပေါက်ပေါ်မှာတီရှူနဲ့ပေါ့နော်နေကြစီကိုလုံးပြီးတင်ထားပြီးတော့အကြောင်းကဆင်းတဲ့ခါမှာတော့လုံးဝမေ့သွားပြန်သွားပြီးတဲ့ခါမှာဒီဖီတာတို့အကုန်လုံးပေါ့နော်သူတို့တွေအကုန်လုံးကဒီရင်ခုန်စရာပေါ့နော်ပြောမှာပေါ့နော်ဒီပါလေဒီကြောင်အောင်ပေါ့နော်ဒီmiss Vanessa ပေါ့နော်သူကပြောမယ်ပေါ့ပြောမဲ့ခါကျတော့အဲ့ချိန်မှာတီးလိုက်တာဘသူတွေအမိုက်ချလဲပေါ့နော်ထိုင်လာလေနည်းနည်း intro လုပ်သွားတာဆိုတော့လေဘသူတွေအမိုက်ချလဲဆိုတော့အမိုက်ချတာမဟုတ်ပေါ့နော်ဒီအပြစ်ရှိရပေါ့နော်အဲ့မှာနေစဉ်းစားလို့မရအောင်ဒါပေမဲ့တကယ်လေးစဉ်းစားလို့မရ PH ကမှာအမိုက်ဆိုမှတတိယသွားကမှာအော်စင်ဒါအော်စင်အနေနဲ့ပွင့်နေပြောရင်တော့အော်စင်လောက်ခဲ့တာတော့မဟုတ်ဘူးဒါမေ့သွားခဲ့တာဒါပေမဲ့ဒီအမိုက်ဒီအော်စင်အမိုက်ဆိုတာအော်စင်လက်ခံတယ်အဲ့တော့အော်စင်ဒီပေါ့နော်ဒီ9000ပေးရမယ်ပေါ့နော်5000သူတို့ရဲ့ punishment ပေါ့နော်အဓိကအဲ့ဒါကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီအော်စင်တို့ကြတော့ဒီ punishment ကို5000မလို့ဘာလို့လဲဆိုတော့ဒီ punishment ကိုဟိုကြောက်တယ်ဆိုတာတက်ပေါ့နော်ဒီသူချမှတ်ထားတဲ့စီကံကိုလိုက်နာရမယ်ဆိုအတွေးမှာအော်စင်တို့မှာရှိနေတာဆိုတော့လေဒီ punishment မဟုတ်ရင်တော့မှဒီပေါ့နော်တစုံတယောက်ညှို့ညင်သွားမှလည်းအရန်စိုးရိမ်နေတယ်မှာပါတယ်အဲ့မဲ့အော်စင်ကအကောင်းဆုံးကိုပဲပေါ့နော်ဒီဆရာလူဆက်ဆံနေတယ်မှာလည်းပါတယ်ပေါ့နော်အရန်ကြီးပေါ့နော်ပြီးတော့သူဒီဘလောက်ကိုထပ်ပေါ့နော်ထိုင်လာလိုမျိုးပါထိုင်လာဆိုလဲအော်စင်တက်ငယ်တယ်ဒါပေမဲ့အော်စင်ညလုံးဒီမှာတော့ထိုင်လာလုံးဝဆရာပဲအသက်အရွယ်ကိုအော်စင်မမြင်တော့ဘူးထိုင်လာဆရာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာလူဆက်ဆံနေဟိုပြောကြရှင်နေပြောဒါပေမဲ့ကိုကရန်ကြီးတော့မရောရဲဘူးပေါ့နော်မရောရဲတာဘာလို့လဲဆိုတော့ respect ထားတာကြောက်တဲ့စိတ်လည်းကိုထည့်ထားပြီးတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ miss အောင်မျိုးဆိုလဲခိုင်စကားပြောချင်တယ်ပေါ့နော်ဒါပေမဲ့သူတို့စိတ်ထဲမှာပေါ့နော်သူတို့စိတ်ထဲမှာမလေးစားဘူးလို့ခံစားရမှာဆိုတချို့ကကြတော့အော်စင်နောက်အနေငယ်ပေါ့နော်နောက်ဆုတ်ခဲ့ပေါ့နော်တချို့ခင်မမှုကြအရင်ကြီးတော့မရှိဘူးမယ်ရင်ထဲမှာအရန်ကိုပေါ့နော်လေးစားတယ်အရန်လေးအားကြတယ်တနေ့ဒီ trainer တွေကြည့်ပြီးတော့ motivation ယူတယ်ပေါ့နော်သူတို့ပြောတာလေးဆိုတာလေးတွေဒီရှယ်တို့ရဲ့ဒီအမူအရာတွေကလည်းအော်စင်တို့ပုံမှာတက်ရောက်တယ်ဒီရှယ်တို့ကဟိုmiss အောင်ဘယ်လိုပြောသွားတယ်သူစကားပြောတာလေးကဘယ်လိုထိုင်လာဘယ်လိုပြောသွားတယ်Vanessa ဘယ်လိုပြောသွားတယ်ပြီးတော့ဟိုTrillian ဘယ်လိုပြောသွားတယ်အဲ့လိုဟာမျိုးတွေကိုအစင်းတော့ကြည့်ပြီးတော့ကိုယ့်ရဲ့စကားပြောပုံဆိုပုံမှာအကုန်လုံးဟိုချင်းဖြစ်စေတယ်ပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်ဟိုဒါ trainer တွေအကြောင်းလည်းပြီးသွားပြီဆိုတော့ဒါဒီထိုင်လာတို့ဒါတီထားဆိုထိုင်လာတို့ဒါ EOE မှာဆိုလို့ရှိရင် founder ဖြစ်တဲ့ဒါ Mr. Terry ကိုတိုင်ကလည်းဒါသူကျောင်းသားတွေစတင်နေဆိုတော့ဒီ Mr. Terry ရဲ့ teaching style ပုံမှာရော Austin အနေနဲ့ဘယ်လိုမျိုးမြင်မိလဲမသိဘူးသူတင်ကြားပုံနဲ့ပတ်သက်လို့ကတော့ဟိုသူ့ကိုတခုလေးစားတယ်ဘာလေးစားလဲဆိုတော့တကယ်ဆိုရင်လေသူကAustin အနေနဲ့ပြောရရင်တော့သူက US မှာဖြစ်တယ် US မှာဖြစ်သူ့အနေနဲ့ဝင်ငွေကောင်းတယ်ဒါပေမဲ့ဝင်ငွေကောင်းတယ်ဆိုတော့သူဒီမှာ dictionary နဲ့လွတ်ထားလို့ရတယ်ဒါမှမဟုတ်ဘူးသူကိုယ်တိုင်ဝင်တင်တယ်တင်တယ်ဆိုတာကသူတင်တဲ့ဟာမှာသူတင်တဲ့အချိန်ဆိုရင်ဟိုအစားတော့မသိဘူးဘာတွေတင်မှာလဲဆိုကြောက်နေတဲ့စိတ်တွေရောရှိကြတယ်ဒါပေမဲ့နောက်ပိုင်းကျသူတင်တာကသူ့ကိုတွေးလိုက်ရင်နံပါတ်1 motivation တန်းရတာဘာလို့လဲဆိုတော့ तू က motivation ကြောင်းတွေပဲပြောတာဆိုတော့သူ့ကိုတွေ့ပြီဆိုရင်လည်းသူ့ကိုပြောလိုက်တဲ့အချိန်တိုင်းဆိုတော့ Austin တို့ဟိုစိတ်တွေကလေမသွားချင်တာလို့အဲ့လိုဖြစ်တဲ့အချိန်မှာဒါပေမဲ့ तू ကပြောလိုက်တယ်ဆိုရင်तू ကအကုန်လုံးပြောင်းမှာပေါ့နော် change your mind အကုန်ပြောလိုက်တဲ့ခါကိုသူ့တွေ့ရင် motivation အဲ့လိုလိုရတယ်ပေါ့သူ့ရဲ့ teaching style ကိုလည်းကြိုက်ပါတယ်ပြီးတော့ तू ကအကြောင်းကိုလည်းကိုအကြောင်းကိုလည်းအမြဲတမ်းဂရုစိုက်ပြီးတော့ပြန် train တဲ့အထက်မှာလည်းပါတာဆိုတော့အကြောင်းကိုလည်းပြစ်မထားတဲ့အပြင်သူကိုယ်တိုင်လည်းဝင်တင်တဲ့အတွက်သူ့ပုံစံလေးကိုလည်းသဘောကျပါတယ်ဟုတ်ဒါဆိုလို့ရှိရင်ဒါ Austin တို့ဒီတက်လာခဲ့တဲ့သင်တန်းကာလတစ်လျှောက်မှာပေါ့နော်ဒါ Mr. Terry နဲ့ပဲဖြစ် trainer တွေနဲ့ပဲဖြစ်တငယ်ချင်းတွေနဲ့ဖြစ်တာ memory တွေအများကြီးရှိခဲ့မှာပဲเนาะအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကမှ Austin လုံးဝမမေ့နိုင်တဲ့ memory လေးတစ်ခုလားကိုထိုင်လာတို့နဲ့တူ sharing လုပ်ခဲ့ပြီးပါ Yes မမေ့နိုင်တာဆိုတော့တလုံးလည်းပြီးမှာမဟုတ်တစ်ချက်ပေါ့နော် Austin တို့နေဘက်ကြတော့Austin တို့တငယ်ချင်းတွေခေါ်ရသူတို့အခန်းထဲမှာပြောတာဒီရှယ်ကြားရင်ကြာ I don't like diamond လားဆိုကြားမှာ Yes အဲ့စကားလုံးကိုပြောရင်တော့ Austin ကပြောခဲ့တာဆိုတော့ Austin တို့ဘက်ဒီနေဘက်ကျတော့တချို့ဟိုဒီရှယ်တွေပေါ့နော်ဒီရှယ်တွေပုံမှာမူတည်သွားပါဒီရှယ်တွေသူတို့ဒီရှယ်တွေရဲ့ဟို
လက်ဦးစရာတွေတင်ထားတယ်သူကတင်တာတန်ရတင်တော့ကိုကလည်းတန်ရဒီမှာကျမှတော်တော်ရုပ်ပြင်းရတာပေါ့နော်အမလီကအမနင်ချင်းနင်အဲ့အရာမဟုတ်နင်ဘယ်သူတင်တာတိလေငါတို့ဆရာတယ်ဒါမှမဟုတ်ဘူးတစ်ချက်ထွက်သွားတာဆိုတော့အဲ့အတွေ့အကြောင်းလို့တခန်းလုံးကလည်းတကယ်ပြောဖို့ကောင်းပါတယ်ပြောဖို့ကောင်းတယ်ဆိုတာအကုန်လုံးကစလိုက်ပြီးဆိုတော့မှအရင်ကြီးစိတ်ဆိုးသွားနေတာမှတန်းပြီးစိတ်ပြေကြတယ်ပြီးတော့အကောင်ကလည်းကိုယ့်ထက်ငယ်ပေမဲ့လည်းသူတို့တွေကကို grammar ဆိုပြီးတော့စားကြတာကိုကလက်ခံနေကိုကဘာလို့ဆိုတော့သူတို့ထက်လဲသူတို့အသက်ကြီးရပေါ့နော်သူတို့ခံရဒါပေမဲ့အော်စင်ကျတော့အသက်ကြီးပြီမဲ့ငါကြီးငါလှုပ်ချင်လို့နင်တို့ငါ့ကိုဘာမှမပြောဆိုအဲ့လိုလည်းမနေသူတို့စားရဆိုလဲပြုံးမယ်သူတို့မစားဘူးဆိုလဲတခါကျတယ်သူတို့ပြောအောင်ဆိုပြီးတော့ကိုကလည်းရောစပေးရပါတော့တကယ်တော့အော်စင်အဲ့လိုစားနောက်ထဲမှာအရင်ရောမပါဘူးနောက်ပိုင်းဒီကြောင်းရောက်လာတာအော်စင်အရင်ကအစတန်သွားတယ်တခုဆိုလဲလေသူတို့နဲ့ have ပဲရီမောနဲ့ family ပိုဖြစ်သွားတာပေါ့ဟုတ်ဒါဆိုရင်ဒါထိုင်လာတော့နောက်ဆုံးအနေနဲ့ပေါ့နော် Austin အခုလက်ရှိတက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုရောနောက်လာတက်မဲ့ကျောင်းသားကျောင်းသူတွေကိုရောဘယ်လိုမျိုး suggestion တွေပေးချင်လဲမသိဘူးဟုတ်suggestion အနေနဲ့ကတော့Austin တခု feedback ရလိုက်တာအရင်လည်းရှင်းနေပါပေါ့နော်ဒီအခု Austin တို့ဒီ class ပေးတာကိုနှုတ်ဆက်တဲ့အခါမှာ Austin အနေနဲ့သူတို့ပြောတာကတော့ဒီလို motivation ပြောတဲ့အခါမှာဒီလိုအမမြန်မာလိုပြောပြတဲ့အတွက်သူတို့တွေအနေနဲ့နားမလည်တဲ့သူကအရင်ထိရောက်သွားတယ်ပေါ့နော်ဘာလို့ဆိုတော့အမတို့အမ motivation ကအရင်ကောင်းတယ်အမကအမဖြစ်စဉ်တွေပြောပြခါမှာညီမတို့လည်းအဲ့လိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ညီမအနေနဲ့အကောင်းဆုံးကြိုးစားသွားမယ်ပေါ့သူကလည်းအတိုင်းလေးတော့ feedback ပြန်ရတော့ကိုယ်အနေနဲ့နည်းနည်းတော့ဘာပဲကိုပေးတာသူတို့ရသွားတယ်ဆိုတော့ဝမ်းတော့တာတာပေါ့နော်အခုနောက်တက်မဲ့သူရောအခုလက်ရှိရှိတဲ့သူရောအရင်ပြောချင်တာတခုကတော့ဒီ share လည်းအမြင်ပြောပါတယ် don't give up လုံးဝအရှုံးမပေးပါနဲ့တခုခုဆိုရင်ရင်ဆိုင်လိုက်ကောင်းတာလည်းဖြစ်ချင်းဖြစ်မယ်ဆိုးတာလည်းဖြစ်သွားနိုင်တယ်အဲ့ဒါဆိုးတာဖြစ်နေတာမှအဲ့ဆိုးတဲ့ဟာကိုဖြစ်လာတဲ့ဟာတော့မှဘယ်လိုမျိုးပြန်ပြီးတော့ကောင်းအောင်လုပ်မယ်ဆိုတာကိုတွေးပြီးတော့ရာပေါ့နော် challenge တစ်ခုအနေနဲ့ပဲသဘောထားပြီးအခက်ခဲလို့သဘောမထားဘဲနဲ့ငါအတွက် challenge တစ်ခုရောက်လာပြီပဲငါဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတော့အတွေ့အကြုံစဉ်းစားပြီးတော့ပေါ့နော်ဒီအကြောင်းအရာလေးလုပ်စီခြင်းတယ်ပေါ့နောက်တစ်ခုကျတော့ဒီဘေးနယ်ပယ်ပဲရောက်ပေါ့နော်ဘေးနယ်ပယ်ပဲရောက်ဘေးကျောင်းပဲရောက်ဘေးနေရာပဲရောက်ဒီကျောင်းမှမဟုတ်ဘူးတခြား